မလေးတော့တော့မှာပတ်စံ1000ပြောက်တော့တာ ဟဲ့ငါမြူလို့ မင်းကငါရွယ်လို့မဆွဆွဲဘူးနော်ငါပြောချင်တာကွာတော့မှာမနေ့ကမင်းနဲ့ငါနဲ့2ယောက်တည်းရှိရဟုတ်တယ်နော်အေးငါပြောချင်တာ ဟဲ့မင်းပတ်စံငါမြူ မဟုတ်ဘူးတိတယ်လို့မနေ့တော့နော်မင်းငါ့ကိုမနှစောသီးလာခေါ်တာငါကောင်းနဲ့တော့သွားရအောင်ဆိုမှငါလည်းမသွားတယ်ပတ်စံလေးခရမ်းကပန်းနဲ့ငါအိတ်ထဲ1000နဲ့လေးနဲ့မတောင်းလေးမှာမှင်စုံလေးနဲ့ထည့်ပြီးတော့အဲ့မှာတော့မှာသွားတာတော့မှာသွားတော့တော့လည်းရရောအဲ့မှာတော်လုံးမှာဘဒူးမှမရှိဘူးနော်ဟုတ်တယ်မလား ဟဲ့ငါမြူ မဟုတ်ဘူးခဏနေငါပြောတာမပြီးသေးဘူးအဲ့ဒီလေးရရောငါမှပတ်စံလေးကိုငါမှအဲ့တဲ့ထည့်ပြီးတော့ငါမှကလန်တိုင်းမောတင်ထားပြီးမင်းရေးသွားပြန်ဖြန့်ပြီးမင်းကလေးပြီးတော့ဟောသားကြီးမင်းကလေးရောက်ပြီဆိုတော့ငါလည်းအဲ့မှာထသွားပြီပတ်စံလေးအဲ့ဒီအိတ်တဲ့ထည့်ပြီးဂန်းကမနဲ့ငါကလန်တိုင်းမောတင်ထားခဲ့တာအဲ့ဒီပေါ်မှာမင်းထိုင်လာကွာမင်းနဲ့အဲ့ဒီအိတ်နဲ့2ယောက်တည်းရှိတာလို့မင်းနဲ့အဲ့ဒီအိမ်နဲ့2ယောက်တည်းရှိတာကွာအေးမဟုတ်ငါသိတယ်မင်းကငါဆွဆွဲတာမဟုတ်ဘူးကွာငါပြောချင်တာကွာအဲ့မှာငါရီဖြန်းပြီးတော့ငါပြန်လဲလာရောအဲ့ဒီကွာအဲ့ဒီအိတ်ထဲမှာပတ်စံ1000နဲ့မရှိတော့ ဟဲ့ငါမြူ မဟုတ်ဘူးငါမင်းကိုဆွဆွဲဦးကွာပြောငါပြောချင်တာအဲ့မှာငါတို့2ယောက်ပြန်လဲငါဒီကောင်းငါမတင်ကောင်းဆိုပဲအိတ်ထဲကြည့်လိုက်တော့ဟဲ့ရောက်မင်းအဲ့ထဲမှာ1000နဲ့တွေ့ပြီးတော့ဟဲ့ရောက်ဟွာနဲ့ရောက်မှင်စုံးလေးနဲ့ရောက်အတောင်းဟဲ့ရောက်မှင်စုံးလေးနဲ့ရောက် ငါမြူလို့အဲ့ဒါငါမေကလက်ဖက်ချောက်ဝယ်ခိုင်းတယ်ပတ်စံ ကြောက်စိုးကြီးလာမင်းနဲ့မင်းလက်ဖက်ချောက်ဝက်ခံတယ်ဆိုလို့ရှိရင်ငါတို့အိမ်ထဲရောက်ငါသားမင်းလက်ဖက်ချောက်ပါလာလို့မေးပါပေါ့ဟိုကဘာမှလည်းမမေးဘူးကြောက်ရောက်မပြီးအောင်မလဲနဲ့ရောက်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ငါစုံတော့ဒီမှာပြီးသွားပြီးအောင်စုံတော့ရောက်200ကျော်ငါတာမင်းငါလာပြီးစိုးကြီးလာမပြောနဲ့ရောက်မရဘူးစုံတော့